ဘာဖြစ်လို့လဲတော့ဟမ်လောလောကဟမ်သူ့ပြေလို့တာတကယ်လားဟမ်တကယ်လားဟမ်တနင်္လာရာကိုတော့ထားတာလားဘိုင်းလို့တာဟမ်ဘယ်နဲ့ပါလို့လားအားစိတ်ခါလေမေးအားစိတ်ခါဆရာကပြောနေတဲ့စကားလေးလိန်ငယ်ကိုရှာမှန်းနေတာထိုးအောင်ကျော်ထိုးအောင်ကျော်ကော့တော်ထိုးကော့တော်အဲ့ဒါလိန်နေတာကော့တော်ထိုးလိန်နေတာဟောကော့တော်ထိုးလိန်နေတာလှမ်းနေထိုးအဲ့ဒါမှလိုက်ရတာအရေးပြောနေတဲ့နားမလဲတကယ်ပြောနေတဲ့နားမလဲဟင်ကြောက်နင်းပါနင်းနဲ့ဘာကိစ္စနဲ့ဒီနေမီးရဲ့အိမ်အယိုးနဲ့ဘာလဲလူမကျင်းတာတဲ့ရင်းတိုင်းတော့ဘာတို့မကျင်းတာလဲမင်းရကောင်းကောင်းကိုလည်းမကျင်းလို့ရှိတယ်ကဲအမေရာကောင်းမှုပြောမလားမပြောဘူးလားဟမ်ပြောပါဘာကိစ္စလဲဘာကိစ္စလဲဘောကလည်းလို့သာထားတယ်ဟာကျော်လို့လည်းစိတ်ဆိုင်တယ်ဟာဟမ်ဒီလိုကျော်လို့လည်းစိတ်ဆိုင်တယ်ဟာဆက်စမ်းရဟောရငါဘူးလားမိသားဆက်စမ်းဟောမလိမ့်နဲ့ဟောမလိမ့်နဲ့တော့ဒိန်းတမ်းမှကျူးတာလည်းကျူးဒိန်းကမှလည်းအစိတ်ရှိတယ်ပေါ်လာဆရာကဒိန်းလည်းတော့ထုတ်တို့ကလည်းလေကျိုးဝဲစို့လည်းကျိုးဝဲစို့ထုတ်တိုင်းနဲ့ချီပြီးတော့ဆွဲတယ်လားတေးကြီးသွားတယ်တေးကြီးသွားတယ်ခင်းနေလို့ဆွတ်တယ်ဒီမှာရေးတဲ့ဆိုရောက်မှမရှိဘူးလားဆွတ်တယ်ဆိုဆရာလုံးမကောင်းတယ်နော်နောက်ဆက်တော့ဒီပုံစံနဲ့ဆရာဆွတ်တယ်တော့ကျိုးပဲဆရာလည်းပြည့်စုံပဲလားအဲ့ဒီမိမလေးနေတာဆွတ်တယ်ဆရာတော့ဆရာနောက်ဘူးဆရာပါဖြစ်မဟုတ်ဘူးဆရာလည်းပြည့်စုံပဲလားဒီလိုနေတယ်ကောင်းဟမ်ဒီပိုင်းအဲ့ဒီမေးစာမရဲ့ကဲဓာတ်စီပိုင်းနဲ့ရောက်စားအဲ့ဒီကမေးအောင်လန်းမေးစာမရဲ့တကောလုံးဓာတ်စီတွေလောင်းဒီပိုင်းနီးနဲ့ရှော့တဟောတော့နေပြီမအောင်ချင်းတာမအောင်ချင်းတော့ဆက်ဒီလောင်းလားတမဆရာလောင်းလားအဲ့ဒီဟမ်လောင်းဒီပဲတို့ဓာတ်စီပဲနဲ့အဆမ်းမပြဓာတ်စီလောင်းဆိုမတင်နေနဲ့အဲ့လိုဒီလိုပြောပါနေနေမှာအေးအောင်ဟာလို့လေဟာဒီလိုအော်ရောကားရဲနေနေကြုံလားကြုံလားကားရဲနေနေကြုံလားလူရဲကြုံအော်ရောဟောဆက်စမ်းဟမ်နေရလားဟမ်အောင်မောင်းပါနဲ့ဟမ်ဒီဆဲတယ်ဆိုလို့လားအားရတယ်ဘုံတော့တော့ပြင်နေဟမ်ဒီကနေ့လောက်တာလည်းတော့တော့တော့ဟမ်
အဲ့လိုခိုင်းတယ်လို့ဘာလို့လုပ်လဲဟာလေဟမ်အားကိစ္စကိစ္စနေတော်တော်ကနားကိစ္စအားကိစ္စ ဆရာကပြောနေတယ်လူကြီးရအားပါလိမ့်အားမလေးအားအားလူပဲနေရဟာဟာဒီနေ့နေရှိတယ်ဒီနေ့ရှိတယ်အားကိစ္စလို့လောကဘူးတော့ဒီလိုဘာလို့ကောင်းကောင်းကျွန်တော်စိတ်ကစားတော့တယ်ဒီလိုစစ်လို့ဆက်တယ်လို့ဆရာကြီးပြောတာဘောဘယ်နဲ့ကျိုးလဲဘောဒီဘယ်ရောက်တယ်နော်ဒီဘယ်ရောက်တယ်သွားတယ်စုံတယ်ပြီးဆရာကြီးကချက်ကိုမိတယ်အဲ့ကိစ္စတောင်းပြီးတော်တော်ရေးကြည့်တဲ့ကိစ္စနော်ဟမ်မင်းအမေကြီးဒါလေးကြီးနေတာအမေကမဆိုဝိကျလိုက်တယ်ဝိကျဟမ်ကာမကြီးဟိုင်းပေါင်းနေတယ်လည်းပေါ့စိတ်ရှိတယ်လားစိတ်ရှိတယ်ထောက်လိုက်တော့နားလည်းထောက်အောင်ကြီးထောက်အဲ့မင်းမအောင်ကြီးထောက်တင်ရတာလို့ဆိုထောက်တော့ထောက်စိတ်ရှိတယ်လားထောက်ထုံချင်းပေါ့တော့ကတော့တော့နေပြီးတော့စိတ်ရှိတယ်လားထုံချင်းပေါ့ဆိုထုံချင်းပေါ့ဆိုထုံချင်းပေါ့ဆိုဘယ်ဘက်နိုင်ငံချက်သူဘယ်ဘက်နိုင်ငံချက်သူဖိုးဖိုးဘယ်ဘက်နိုင်ငံချက်သူဘယ်မင်းညာဘက်ကချက်ထားဖို့ဖိုးကြောက်တော့အားထိုးချက်ကပြောတယ်အစိတ်လည်းအစိတ်ရှိတယ်လားလည်းဆိုမီးလည်းလည်းဆိုပြော့ရဲထိုးဒီတိုင်းကဘာမှမလုပ်ဘူးဒီဖိုးအစိတ်ရှိတယ်လားအစိတ်ရှိတယ်လားဆိုလူလုံးပဲတော့ငယ်တော့မှထားတာလည်းကောင်းတယ်။ဆိုင်။ဒီကဟိုကနေလက်တဲ့ရုပ်ချင်းချင်းပေါ့တော့။တို့ကနေအဲ့ဒီရောက်နေတဲ့မိစ္ဆာပဲအုံးလို့အစတရားချင်းလက်ပြန်ရုပ်ချင်းချင်းပေါ့တော့တာလက်ချင်းရှင်းတော့တာတောက်တာချင်းအဲ့ဒီလူမျိုးနဲ့ဆွေးတာချွေးထားတဲ့လူကဘယ်နာလေးမှာထားတာဒီချုံမလို့ဟမ်ဘယ်တော့ခါရကြတော့ဒီကချုံပါမိလားဘယ်တော့ဘာသာချွေးအောင်မှာဘုံခလက်ဆက်ရှိတယ်ဟာဒါစီအောင်မှာနဲ့တော့ရှိတာဒီကတော့ပဲဒီလေဘုံဘုံဟမ်လေကာမန်တူဘောတာမကောင်းပါ လေကာမန်တူဆွတ်လို့လာ အောင်းပါလေလက်ရည်လည်းအဲ့ဒါပေါ့ဟုတ်ပါဘူးဒီကနေ့မတော်သေးတော့ဆရာကြီးလက်လိုက်တယ်ဟုတ်ပါဘူးလက်လိုက်တယ်အောက်ကြည့်တယ်လေကျောင်းတော့ကျောင်းလို့အမှန်တကယ်အောက်ကြည့်တယ်ဒီရတာထွက်လာတွေ့လားရှိတယ်အခုကြည့်လိုက်ရှိတယ်ရှိတယ်တဲ့ကဘုံ要不是，哇，哇，ဒီလို这怎么了？这叫什么？这就不能直接嘛，也骗啊。哦，来，出来！没面子，出来！ဟုတ်တယ်ဘောတော့ဒီကနေ့လက်ဒီဆိုဒီတော့ဒီတာဘူးဆရာတော်ဒီလက်ကျပါဟုတ်ရဟုတ်တော့မလို့တော့ကြည့်ကြဟုတ်ရဟုတ်လားသိကြလားမတွေ့ပါတော့မလဲမတွေ့ပါတော့မလဲဒီမှာတော့တွေ့လားရှိလားရှိလားဟမ်ရှိလားအနားမှာအေးရှိလားမနဲ့ချုပ်ပါနော်နားခေါ်ပါနော်သွေးသာကျွေးတာလားဒီလိုနဲ့သွေးသာကျွေးတာဘယ်လိုလဲသွေးသာကျွေးတာလားအဲ့တော့အဲ့ဒီတော့သွေးရလိုက်ခိုင်းတယ်
အဲ့တော့ကောင်နားလေးကလည်းဆရာသမားစကားပြောလို့ ဟောလေဘာကိုကြီးတခုတော့ပြောပါဦးကျော်တော့နေဒီဆက်တော့သွားပြီကျော်တော့နေပြန်ကြတော့ထွက်လာဟိုစကားလေး easy ပြောပြီကျော်တော့နေကတော့ဘောဒီတော့ကျော်ကိုပြေတော့လိုက်ဘောဒီတော့ မမတို့ကျင်းကြည့်တယ် တဲ့ဒါငါတော့ရ ဟုတ်တယ် ငါတော့ရ ဟုတ်တယ်ဟိုကောင်းတော့ ဒီနေ့ငါတို့လည်း ဟောလေဆရာလည်းခိုင်းဘူး တော့ အမင်းကရုပ်ပြီးပြန်ထားတာ ဟော အဲ့ အဲ့ ကောင်ကတော့လူ ကျော်တော့အိမ်ရှိရပြတ်ခေါ်လူရိုးပြပြလာတယ်ရှိတယ်ရှိတယ်ချက်တော့ကြည့်တာ ရိုးလည်းဘူးလည်းဆိုတော့ လူရိုး အခုဘာလို့တော့ကိုမမ်းမလို့ ခြံလေးက ချန်နေရတယ်ချန်နေ ဟော အိမ်ရှိရလို့ခဏတည်းထား မင်း အောက် တို့ဆိုမှန်းတယ် စိတ်ရှိရဖက်နေတယ် သူကသူဖြစ်နေတယ်မှာဗာဖြစ်နေတော့ပြော ဒီလားအင်းဒီလား ဟောသူဝေဒနာရှိတော့သူကိုယ်တိုင်တော့ပြီးတော့တာသူ့ကိုတော့ခိုင်းတယ်သူ့ကိုတော့တယ် ပြောအခုဒီဟာအဲ့ ပြီးနေတာအဲ့ဒါ ဒါမင်းရဲ့ လည်းကျိုးပဲစိတ်အိမ်နေ ဒီနေ့တော့ရှိတယ် အိမ်နေလို့ ဒီနေ့တော့အဲ့နေလို့ ကျိုးလည်းခါမှာအိမ် ဒီလုံးကမလေးတက်တယ်တက်ပြန်ငါတုံးတယ်ပုံပုံမဟိုရဲရိုက်တာဘုံငါတွေပါဖို့ ချန်ကျော်လို့ဝင်လိုက်တာ လည်းကျိုးရှိမအိမ်ဘူးလို့ ဒီနေ့တော့ရှိတယ်ခေါင်းဘောခေါ်လို့မရဘူးဒီနေ့တော့ရှိတယ်အဲ့ဒါ အဲ့လိုစောင့်လို့ဟိုဆောက်တယ်ကြည့်တော့တော့အော်ဒီဆောက်လို့နေရဒီနေရဟော တောင်းနေမှာအကျိုးပါ ဒီလိုဆရာကြီးတိုင်းလည်းလုပ်တယ် ဟောကြည့်တယ် ဒီစင်းဆိုတာ ဟောကြည့်တယ်လို့ချောရလားလဲရလား တွေ့ ဟမ် ဟမ်ခဏစင်ရှိတယ်ဒီရှိပါခဏစင် တော့ခဏကုန်လေးရတယ် ဆရာကြီးဒီလိုလားဝါလို့နန်းနေမှန်းနေတယ် ကျွန်တော်ပါဟောပြောမမပြောလာလာတော့လာ လမ်းဒီလိုပုံနေလောက်ပုံနေ ပြောဒါလေးမှာပြောဟမ်ဟမ် လမ်းကြီးရတယ် ဟုတ်ခုအောင်ရမ်းတော့မပြောနဲ့နော်ရမ်းပါလေပြောလာလေထိုးတော့ပါလေလေတော့ရမ်းပါလေ မရချေတယ် ကောင်းမှုပြောရင်တာမန်နေချက်ပြီဟမ် အဲ့တော့ဘယ်မှာဆွဲရစမှာနေငါပါ တွေ့လား ဆွဲရတယ်ဆမ လူရိုးဟုတ်တယ်ကြားရင် ဆွဲတယ်ဒီမှာဆွဲတာအစားတော့တာ ဆမကိုတည်းကစားတယ်ဒီစားလို့ဆမ အဲ့စင်ကလည်း ဟောအေးပါလား အိုင်နာပတ်ချတယ်တစ်ချက်အိုင်နာပတ်ချတယ်လူရိုးတစ်ချက်ပါကြည့်လူရိုးရှိတယ် တေးတေးကြီးပြင်နေတယ် စောက်တယ် အဖေလည်း ကြောင်မနာလည်းပါလေငါ့ကိုလင်းနေရလားငါ့ကိုလုံးရှော့လုံးနေရလားဟဲ့ရကောင်မနေနေလားဟမ်ဟမ် တော့ဖို့ ။နေနေတာဗဇက်ကပြော။ဒါမေတော့ဟမ် စစ်ပြောလားလေ ။ဘယ်အောက်မှာ။ဟုတ်ကုန်အောက်မှာ။ဟာလားဘယ်အောက်မှာဘယ်အောက်မှာလဲ။ဟမ်ဟမ်ဖနက်စင်အောက်မှာကြည့်ကြည့်လိုက်ဦး ဒီစစ်ပြောလားလေ အဲ့ဒါကြီးဖယ်လိုက်ခုံးဖယ် ။ဖနက်စင်ခုံကြီးကိုခဏဖယ်လိုက် ဆရာကလည်းတက် ။ရည်ကြီးနဲ့ပြောလား ဆမဆ ။ဟုတ်လား။ရည်ကြီးနဲ့ပြောလား ဆရာကလည်းပါ ။ဟမ်။ရနာမှာပြော ဒီလိုနေကြ ။ဟမ် ဟောအဲ့ ။ဟမ်။ရနာမှာလေ။မတွေ့ဘူးတော့ဟိုမှာရှာနေလူက ဒါကိုဆွဲတာ ဒီလူကဟမ် ဆမဆ ဟမ် ဆမဟာရှိရမှာဘုရားမှာ ဆရာ ဟောမလိန်နဲ့တော့ ဆရာတော့ဆရာစိတ်ဆရာ တခြားတော့ကြည့်ရပါဦးမယ် စိတ်အစား စေရီပြောစေရီပြောဆမ ။အဲ့အဲ့ဒီတော့မှကြည့်လိုက်။အဲ့မှာတော့ကြည့်လိုက်။ဒီလိုတော့ရှိလား ရေလေးပြော ဆန်ဆွဲစေရီပြော ဘယ်လိုစားလဲ ။
ဒီလိုလုံးတာဟုတ် ဒီလိုရင်စားတော့ ဟုတ်လားဟောမလို့နေခါလေညောအလုပ်တွေရှော့နေနေ ဒီ ဟုတ်လား သူရတယ်ဘာလဲ ဘီဝါ မာနာရီတစ်ခဲနေ ဟမ် ဟုတ်ပါ ဘီဝါ အဲ့ဒီတစ်ခဲနေ ဟမ် အဲ့ဒါ ဘီဝါလာလေ အဲ့အတူတူကံမတော်တိုင်းဆောင် ဟမ် ကံတော်တိုင်းကြော ဟာ ဒီနေ့ကဒီကဆရာမကောင်း ဒီအခုရှိတယ်ခုပြန်နေတယ်ပါလေ ရဆံလို့ လိမ့်နေတယ် လင်းနေတယ်နှမ်းကထိုးတယ်ထိုးတယ်နော် ဟမ် ထိုးတယ်စိတ်ရှိတယ်လည်းအောင်ကျော်ထိုးထိုးဆယ်လေးရောတော့ထိုးဆယ်လေးရောတော့ကော့တယ်တော့ထိုးရှင်မကိုကော့တယ်တော့ထိုးတယ်မိစ္ဆာတော့နေပြီဟောပြီဒီကြည့်ပြီ တော့ငါလူ အဲ တော့ဆေးစားတယ်ဟုတ်တယ်မယ် ရင်းရဲ့မိစ္ဆာ အဲ့ဒီ ဘုံတော်လောရချင်းတော်တော်မြတ်စွာဘုရားကဒီရဟန္တာရှင်တွေပေါင်းစုပြီးရှိပါဘုရားရှင်တွေပေါင်းပြီးဆွေးကြောခိုင်းတော်ပြည်စုမှုချုပ်တော့ကျေးဇူးရင်အဖဆရာဒီဘုရားမဆောင်တယ်လူကြီးတွေကအမေနဲ့လည်း မှ မ တ် တ တယ် ယ် ဒီလိုဆက်ပြီး အမေမနာကမဲ့အာခံနေတဲ့မိစ္ဆာကိုသုံးမမှုပါရေ ဖွင့်ပြတော့ အဲ့တော့တန်မြန်စမထိုးနေချိန်မှာစားရင်အဲ့ဒီ ဟုတ်တယ် မိစ္ဆာမရောက်တော့ထွေးလို့ရတယ်လေတော့ထွေးလို့ရတယ်လေချောတာဘောတယ်တော့ဓမ္မလို့ဆရာကလည်းတက်တက်ချောတာ ထားတိုင်းပြောင်းလို့လေထား မိမနာကတော့မိစ္ဆာ ဒါကြောင့်ကျွန်တော် တာ အား ရ ရ တယ် ထွက်တယ်ထွက်တယ်တော့လည်းထုံးလို့ထွက်ဒီဆိုင် လေလေလေ တော့လည်းထုံးလို့လည်းနားလို့စမတော့ဆရာအောင်စမ်း တော့ရှိတော့ရှိ